ကျွန်တော်ပြောရဲသွားပြီပြောလို့ရတယ်အာဆင်နယ်ဒီနေ့ပရီးမီးယားလိဖလားရရင်ဖင်ရောကြော်ခံပြီအဲ့ဒီလေးရလဲမဲပေါက်ကြရတယ်အာဆင်နယ်အသင်းဟာရာသီပိတ်နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာတင်ပရီးမီးယားလိချန်ပီယံအဖြစ်တရားဝင်အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်ဖင်ရောကြော်ခံပြီမနေ့၄နိုင်လောက်ထဲနေပြီးတော့ကျွန်တော်ခေါင်းငုတ်ခံပြီးနေပါတယ် You don't deserve to be happy for us ဘာလို့လဲမင်းငငယ်လေးကငါ့ကိုအခုကြီးခဲ့ငါမကြီးပွားမအောင်မြင်တဲ့အထိမအောင်မြင်ရင်မနေ့ကလောက်ဒီမင်းစီလူမင်ဖြစ်ပါမှာဆိုပြီးပြောနေသူတွေအများကြီးပဲ။ယာကြီးနေခံလားနဲ့ There's a lot of fans သူမြင်ငါစိုက်တယ်ငါလည်းအဲ့လိုငိုလားလို့အာဆင်နယ်ဖလားရလို့ငိုနေတာဆိုတော့ပျော်တာလဲပျော်ရောဒီလိုခံတာလဲရှိပါဘင်းတို့အာဖလားရသွားလဲခြေသွမ်းကောင်းလို့မထင်နဲ့မာဘီယာတွေကပေးလိုက်ဘာရောဗျာရွာတွေကိုဘာဝင်လာတော့။နှုတ်ဦးတောက်ပြပါပဲရှင်းရှင်းပြောလာ This is our time ပုံလုံးကလုတ်ပွဲတွေငါညီအင်္ဂလန်ပရီးမီးယားလိလောက်လုတ်ပွဲများအောင်မလား။ဝင်းလေတွေမှာတွေ့လား။ဝင်းဘေးတွေမှာပုတ်တွေမှာရေးထားတာ1 is bad ဘယ် website မှာ link ခံထားရလဲဆိုတာကျွန်တော်မသိပါဘူးမင်းအတူကြီးလားကြာဖလားရတို့နဲ့မင်းတို့နဲ့အခုမှတွေ့တောင်ကြီးတွေဘာတွေလာခံရနေလားလေမင်းတို့ကငိုနေတာငိုလိုက်ကြီးလိုက်နေခုမှတော့ချိန်ပြီမင်းတို့အာကြီးကိုစောက်ပေါင်းလို့မတ်မှန်ကြီးလာပြီကကြမှာမန်ယူချန်ပီယံလိဝင်ခွင့်ရတာလဲမာပီးယားတွေလောက်ဘယ်ရရင်မနေ့ဆုံးကြီးပဲကြီးတယ်မလုံးနဲ့စိတ်မမ်းမယ်စိတ်ကိုရှုံးစောက်တော့ရှောက်တော့အဲ့ကလေးတွေစမိုင်းတို့ဘာလို့သိလားဟမ်စမိုင်းတို့ဘာလို့ရည်တယ်စမိုင်းတို့ဘာလို့အမေရိကမှာတိုက်ကြီးစောက်တာအသက်ရှူလိုက်ပတ်စံဝင်နေတာ